Hello မင်္ဂလာပါဒီနေ့ခိုင်နေရလေဘာအကြောင်းလေးပြောချင်လို့လဲဆိုတော့ line မလွင့်တာကြာပြီဒီနေ့ဘာလေးကြည့်ပြီးပြောချင်လဲဆိုတော့ခိုင်နေကဘောလုံးပေါ့နော်ဘောလုံးကစားတဲ့ဟာကိုကြည့်ရအရင်ကြိုက်တယ်ပေါ့နော်အဲ့တော့ဘောလုံးသမားတွေတော်တော်များဆိုလဲကိုကတိတယ်ပေါ့ကွာအရင်တော့ဆိုရင်ကွာမှဒါနေမာတို့ရိုနန်ဒိုတို့မက်ဆီတို့ဟာလည်းအများကြီးရှိရကွာအဲ့ထဲမှာကိုကနေမာဆိုရင်ကွာနေမာကိုအရင် favorite ဖြစ်တယ်ဒါပေမဲ့နေမာကိုကြိုက်တယ်ဆိုတာဘောလုံးကန်တယ်ဆိုတာသူ့ရဲ့ပုံစံ design ကွာအနေထားအဲ့လိုမျိုးသဘောကျတာအဲ့လိုမျိုးပေါ့နော်ဘောလုံးနဲ့ပတ်သက်လာရင်တော့အဲ့လိုမျိုးအသေးနဲ့ပတ်သက်ရင်တော့ကွာကိုကလုံးဝမန်ယူပဲမန်ယူကသုံးကြသည်ဖြစ်စေသုံးမကြသည်ဖြစ်စေရှုံးသည်ဖြစ်စေနိုင်သည်ဖြစ်စေမန်ယူပဲကိုကမန်ယူ fan ပေါ့နော်မန်ယူ fan ဖြစ်တဲ့အတွက်မန်ယူကြိုက်တယ်အဲ့မှာဘာပြောချင်တာလဲဆိုတော့ဒီ Facebook မှာဆိုလဲအများတိုင်းကွာသူတို့ fan တွေကနေပြီးတော့ဒီလိုမျိုးပေါ့နော်ဘယ်သူက GOAT ပေါ့မက်ဆီက GOAT ရိုနယ်ဒိုက GOAT အဲ့လိုမျိုးပြောကြတာကွာတရားမလားပို့ပြီးတော့ဒါကြိုက်တဲ့လူကပြောကြတာခိုင်နေဆိုအရင်ခဏလေးစဉ်းစားကြည့်ရပါတော့ဟိုတလောကမြန်မာဗီဒီယို short ဗီဒီယိုပုံစံမျိုးအန်တီနဲ့သူသားလေးနဲ့ပေါ့တာကရိုနယ်ဒိုကြိုက်တယ်အန်တီကမက်ဆီကြိုက်တယ်ဘာလို့မက်ဆီကြိုက်တာလဲဆိုတော့မက်ဆီကသူ့မိန်းမဆိုသူ့မိန်းမတယောက်ဒါကတော့အမျိုးသမီးတွေခံစားချက်ပေါ့နော်ခိုင်နေလည်းကြိုက်ပါတယ်ကိုအိမ်အောင်ရှင်ယောက်ျားတယောက်ကကိုမိန်းမတယောက်ကိုပဲစိတ်ဝင်စားပြီးကိုမိန်းမမှတကဘာကြီးထင်တယ်ဒါအမျိုးသမီးတူကြီးအကုန်လုံးအားကြကြတာပဲပေါ့နော်ဒါမနဲ့ခိုင်နေအမြင်ခိုင်နေကကြတော့ဘယ်လိုလဲဆိုတော့ခိုင်နေကမက်ဆီနဲ့ရိုနယ်ဒိုနဲ့ဆိုရင်ခိုင်နေကရိုနယ်ဒိုကိုပို့ပြီးတော့လေးစားတယ်ကွာဥမာပြောလို့ပေါ့မက်ဆီကသူ့မိန်းမအတွက်တော့တကယ်ကိုယောက်ျားကောင်းသူ့မိန်းမအတွက်တော့တကယ်ဟီးရိုသူ့မိန်းမအတွက်တော့တကယ်ကန်ကောင်းတာပေါ့နော်ဒါပေမဲ့ရိုနယ်ဒိုကကြတော့လူတွေအများကြီးကိုပျော်ရွှင်စေတယ်ကွာခိုင်နေတဲ့ခံစားချက်ကလူအများကြီးကိုရိုနယ်ဒိုကပြုံးပျော်ရွှင်စေနိုင်တယ်လူအများကြီးရဲ့စိတ်နှလုံးကိုကြည်နူးမှုပေးတယ်ပေါ့နော်တခါတလေမှာခိုင်နေတို့ရဲ့ပတ်ဝန်းကျင်မှာပေါ့နော်စိတ်ဓာတ်ရနေတဲ့လူတွေရှိတယ်ကိုယ့်ဘက်ကကြည့်ရင်တော့ဒီစိတ်ဓာတ်ရဒါဘာမှမဟုတ်တဲ့ကိစ္စလေးကိုပုံချက်နဲ့ drama တွေလုပ်နေလို့ထင်နေမယ်ဒါပေမဲ့တစ်ဖက်လူမှာကျတော့အဲ့ဒီ drama တွေကဒုတယ်ကြီးမားတယ်တစ်ဖက်လူရဲ့ခံစားချက်မှာတော့အများကြီးရှိတယ်ဒါနဲ့ဆက်ဆက်ပြောရရင်ကွာအဲ့လိုမျိုးတချို့ suicide လုပ်သွားတဲ့လူတွေရှိတယ် suicide လုပ်တယ်ဘာမှမဟုတ်တဲ့ပြဿနာတွေကို suicide လုပ်တယ်သူ့မှာတချို့ဆိုအရန်ချမ်းသာတဲ့လူတွေရှိတယ်တချို့အရန်ကြော်ကြားတဲ့လူတွေရှိရဲပေါ့နော်တို့ဒီလောက်ကြော်ကြားနေတာလောက်ပတ်စံနေရှိနေတာဘာလို့ suicide လုပ်သွားတာလဲဒီလောက်ပြဿနာသေးလေးနဲ့ပေါ့နော်ဘာလို့ suicide လုပ်သွားတာလဲပေါ့ကိုယ့်ဘက်ကကြည့်ရင်တော့သေးလေးကွာတခြားသူဘက်ကကြည့်လိုက်တဲ့အခါကျရင်ပြဿနာရအကြီးဖြစ်သွားတာရှိတယ်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့အဲ့လိုမျိုးပြဿနာကိုစီရှိကြတဲ့ခင်တို့ရဲ့ဒီပတ်ဝန်းကျင်လောကကြီးမှာကိုတန်မိုးထားရတဲ့ကိုလေးစားကြတဲ့ကို idol ပေါ့နော်ကို idol တယောက်ကကို